Menglaba, welcome back to Lana Learning Company. Now, grade 5 Samuel and Nibisorasia telling time never the be relating video like pare in Sibina power. So in grade 5 solution, chain never the be my email listening my or writing my or reading my knowledge. So down here, Pine Munima, night chain it me out. My idea. Grade 5 came out, grade 3 as something. grade 3 grade 4 လည်းပြန်လေ့လာပြရပါတယ်နော်ဆိုရင်နိုင်ပြောရမယ်ဆိုရင်စာအုပ်ဒီဒါမျိုးနိုင်ဆိုရင်ဒါ analog clock လို့ခေါ်တဲ့ analog ဆိုလက်တံနဲ့ပြောတာဆိုရင်သုံးခုရှိတယ်တစ်ခုကအမြန်သွားနေတာကြာစက္ကန့်နဲ့စက္ကန့်ထည့်မပြောပါဘူးပြောနေတဲ့စက္ကန့်ရွေးသွားမှာဆိုထည့်မပြောဘူးမိနစ်နဲ့နိုင်နေပြောတယ်အဲ့တော့ minute hand ဆိုတာလက်တံအရှိလေးပါ hour hand ဆိုတာလက်တံအတူပါဆိုရင်စာအုပ်စအချိန်ပြောရမယ်ဆိုအမြဲတမ်းစပြီးကြမှာမိနစ်တန်ကြည့်မိနစ်တန်က12မှာရှိနေ o'clock 12မှာရှိနေ o'clock မိနစ်တန်လက်တန်ရှိက12မှာရှိနေ o'clock ပြီးတော့မှလက်တန်အတူကိုကြည့် hour hand ကိုကြည့် hour hand က1မှာရှိရင်1 o'clock 2မှာရှိရင်2 o'clock 3မှာရှိရင်3 o'clock 10မှာရှိရင်10 o'clock မိနစ်တန်က12မှာရှိရင် o'clock ရမယ်နော်ကဲဒါလေးကြည့်ကြအောင်Oh, Rima. What time is it? It is 8 o'clock. Mabilole, minute anga 12 machine, our hand got 8 machine. Miloliba. 8 o'clock. It's 8 o'clock. Okay, now to get all. Then I was and I was at an eye where half past to go. Now, bear come up on the minute tanga, minute hands got 6 machine, 2 lines on a half past time of the ပြီးတော့မှကြည့်မယ် our hand ကနိုင်ရဲ့ဘယ်ဘက်မှာရှိနေရင် our hands ရဲ့ minute တန်နိုင်တန်ရဲ့အောက်ကကိန်းတန်းကိုကြည့်ဒီမှာ11ရှိတယ်အဲ့တော့ half past 11တန်ပြောလို့ရတယ် okay what time is it it's half past 11ဘာဖြစ်လို့ half past လဲ6မှာရှိနေလို့6မှာရှိတော့ half past minute တန်က6မှာရှိနေ half past တန်ပြောလိုက်ရင်ဒီမှာအောက်ကဘယ်ဘက်ဆိုတဲ့အတွက်ကြောင့်နိုင်လက်တန်ရဲ့အောက်က11 to half past 11 okay what time is it it is half past 8တန်းပြောလို့ရပါတယ်ဘာဖြစ်လို့လဲ half past 6မှာရှိနေတယ်6မှာရှိနေတယ်ပြီးတော့ our hand ကအောက်မှာ8ရှိနေတယ် half past 8ရမလို့ထင်ပါတယ်နော်ကဲဒီမှာဒါဆိုရင် half past 2ပါဘာဖြစ်လို့လဲ our hand က6မှာရှိရတယ်ဆရာပြောသလိုပဲ half past our hand က minute hand က6မှာရော half past ပြောပြီးပြီ our hand ကညာဘက်မှာဆိုရင်အပေါ်အကိန်းနဲ့ကြည့်ပါအပေါ်အကိန်းကအပေါ်ကဏ္ဍက2အဲ့တော့ half past 2အဲ့တော့ဆရာပြန်ပြောပါမယ် half past နဲ့ပတ်သက်ပြီး half past minute hand က6မှာရှိရတယ် half past ဘယ်ဘက်မှာဆိုရင်အောက်ကနံပါတ်ကိုကြည့်ညာဘက်မှာဆိုရင်အပေါ်ကနံပါတ်ကိုကြည့်ပါโอเคအခုဆိုရင်တော့ဘယ်နှနာရီထိုးဖို့ဘယ်နှမိနစ်လိုတယ်ဘယ်နှနာရီထိုးပြီးဘယ်နှမိနစ်တော့တယ်ဒါဆိုရင်2နဲ့ past နဲ့ပြောပါတယ်ရှေ့မှာမိနစ်ထားမယ်နောက်မှာနာရီထားမယ်ဆိုရင်နာရီရဲ့မိနစ်တန်ကနာရီရဲ့ဘယ်ဘက်မှာဆိုရင်ထိုးဖို့လိုနေတာဖြစ်တဲ့အခုဆိုထိုးဖို့လိုနေတာပါမိနစ်တန်က12ရဲ့ညာဘက်မှာဆိုရင်ကြော်နေတာပါထိုးပြီးကြော်နေတာပါအဲ့တော့ဘယ်လိုပြောမလဲဆိုတော့လိုနေတယ်ဆိုရင်တကွဆို5မိနစ်ဆိုတာတည်ထားသွားပြီအဲ့ဒါလိုနေတဲ့မိနစ်ကိုရှေ့မှာရင်ပြောပြီးရင်လိုနေ2ပြီးတော့မှနာရီကိုနောက်မှာပြောပါအဲ့ကြော်နေတော့ pass ပြီးတော့မှနာရီပြောပါရှေ့မှာမိနစ်ပြောဥဆိုရင်ဒီမှာဆရာတို့တကွလိုနေတယ်ဆိုရင်5လိုနေတော့2 5 2မိနစ်ကိုရင်ပြောရတယ်နော်အဲ့ဒါလေးကကြောင်ကြောင်ရတယ်လူကြီးတွေအထိကြောင်ကြောင်ရတယ်နော်အဲ့တော့5 to မိနစ်ကိုရှေ့မှာပြောပါပြီးတော့မှနိုင်လက်တန်အတူကြည့်လိုက်တော့ our hand ကျတော့12မှာအဲ့တော့5 to 12 what time is it is 5 to 12ဆိုဒီလိုပြောလို့ရလို့ဆရာတို့ဘယ်ဘက်မှာဆိုရင်2ဒီလိုမှတ်လဲရတယ်ညာဘက်မှာဆိုရင် pass ဘယ်ဘက်ဆိုရင်2ညာဘက်ဆိုရင် pass လိုတဲ့မိနစ်ကိုရှေ့မှာထားပြီးတော့မှနောက်မှာနိုင်ထားကဲဒီမှာကြည့်ပါဦးကြော်နေတာနှစ်ကွက်ကြော်နေ
Johnny pass လို့ဆရာပြောခဲ့တယ်နှစ်ကွက်ကျတော့10မိနစ်ကိုရှေ့မှာဆိုတော့10ကမိနစ်ဖြစ်တဲ့အတွက်ရှေ့မှာထားမယ်10ကျော်တော့ pass 10 pass ပြီးတော့မှနိုင်လက်တန်အတူကြည့်လိုက်တော့9မှာရှိနေတယ်10 pass 9 10 pass 9 what time is it it's 10 pass 9 okay အဲ့တော့ဒီຢာလေးမှတ်ထားရင်ရပါပြီလိုရင် to ကျော်ရင် pass ရှေ့မှာမိနစ်နောက်မှာနိုင်ခဏခဏလေးယူပြီနော်လိုရင် to ကျော်ရင် pass ရှေ့မှာမိနစ်နောက်မှာနိုင်လိုရင် to ကျော်ရင် pass ရှေ့မှာမိနစ်နောက်မှာနိုင်ဒါဆိုရင်ဇာတို့အချိန်ကြည့်လို့ရပါပြီကဲအကွာတာဆိုတာကဘာလဲဆို15မိနစ်ဒီကွာတာလို့ခေါ်တယ်ဘာလို့နိုင်မှာမိနစ်60ရှိရဲ၄ပိုင်းပိုင်းလိုက်မှဆို15မိနစ်ဒီ၄ပုံတစ်ပုံရှိအဲ့တော့အကွာတာဆိုရင်ဒီမှာထိုးဖို့မိနစ်တန်ကဘယ်ဘက်မှာရှိနေရဲဆိုတဲ့ကြောင့်ကျွန်တော်တို့လုံနေတာဖြစ်တယ်အဲ့တော့2ဆို15မိနစ်ဆိုအမှန်တကယ်တော့15 to 5မှာရှိနေတဲ့လက်တန်တို့က15 to 5ဒါပေမဲ့ဆရာတို့လို့မပြောပါဘူးa quarter လို့ပြောတယ်အဲ့တော့ a quarter လို့ပြောလိုက်ရင်15 minutes အဲ့တော့ a quarter to 5 is a quarter to 5ဆိုရင်ဒီမှာကြတော့မိနစ်ဟန်ကညာဘက်ကိုသွားနေတယ်ကြော်နေတယ်3ခွက်ဆိုတော့15 minutes အဲ့တော့ quarter ပြောမယ်ကြော်နေတော့ past what time is it is a quarter past 1ဒီမှာ our hand က1နာမှာကတ်နေတယ်ကြော်လာတော့နည်းနည်းရွေ့တယ်ရမယ်လို့ထင်ပါတယ်ပြန်ပြောမယ်မိနစ်ဟန်ကဘယ်ဘက်မှာရှိနေ2လိုနေလို့မိနစ်ဟန်ကညာဘက်မှာရှိနေ past ကြော်နေလို့မိနစ်ကိုရှေ့မှာထားနာရီကိုနောက်မှာထားနာရီကိုလက်တံအတူကြည့်ပြီးပြောမယ်လိုရင်2ကြော်ရင် past ရှေ့မှာမိနစ်နောက်မှာနာရီပါ let's practice what time is it how we enjoy that yes it's 9 o'clock နာရီလက်တံကမိနစ်တန်က12မှာရှိတော့နာရီလက်တံက9မှာရှိနေလို့ what time is it yes it's 3 o'clock what time is it Georgia what time is it yeah, trying to say yes it's 10 past 10 it's 10 past 10ဘာဖြစ်လို့လဲကြော်နေတာကတစ်ခွက်နှစ်ခွက်ဆို5မိနစ်10မိနစ်ဆိုရင်10မိနစ်ကိုရေးမတော့10ကြော်နေတော့ညာဘက်မှာဆိုတော့ past ပြောမှာ our hand က10အဲ့တော့10 past 10 what time is it it's 10 past 10 okay မိနစ်ဟန်က15မိနစ်ဆို a quarter ကြော်နေတယ်ညာဘက်မှာကြော်နေတော့ past is a quarter past လက်တန်တို့ကြည့်လိုက်တဲ့12မှာ12 is a quarter past 12 what time is it what time is it yes is a quarter past 11 what time is it yes is 25 past 12ဆိုရင်24တော့ဘာလို့မပြောတော့ဘူးเนาะဆိုတာအနည်းဆုံးကိုပြောတယ်เนาะအဲ့တော့မှဆိုရင်ဒါပေမဲ့ဒီကြယ်ကြီးတဲ့လူကြောင့်ကိန်းနိုင်တဲ့ခါလေးတန်းပြောတာလေးရှိတတ်ပါတယ်เนาะဒါပေမဲ့အများသောအားဖြင့်တော့မင်းဆက်ဖြစ်နေတယ်ဆောင်းဝဲမှာတော့တခါလေးတဲ့ပဲပြီးတာမှာပါเนาะဒါကနိုင်ကြည့်တာအောင်တင်ပြီးတာဖြစ်နေပြီเนาะဆိုတော့တခုမှတ်သားစရာကမိနစ်30ကျော်ပြီးမပြောပါဘူးမိနစ်30ဆိုရင်ခွဲဖြစ်တဲ့ကြောင့် half past နဲ့ပြောတယ်35 minutes 40 minutes to လို့ pass လို့မပြောဘူးသူက25 to 22 a quarter to 10 to 5 to ဒီလိုပြောပါတယ်เนาะ30တဲ့ကြော်ပြီးမပြောပါဘူးเนาะပုံမှန်အရပါလားเนาะ what time is it yes what time is it yeah a quarter past 11 what time is it yes it's 10 to 2 it's 10 to 2 it's 10 to 2
ဟုတ်ပါပြီဆရာတို့ဒါလေးဒီဗီဒီယိုလေးကြည့်ပြီးရင်အချိန်တွေကိုကောင်းကောင်းပြောနိုင်မယ်လို့ယူဆပါတယ်။ဆောင်းဝင်းမှာလည်းကောင်းကောင်းဖြည့်ဆို့နိုင်မယ်လို့ယူဆပါတယ်။နားမလည်နောက်တစ်ခါပြန်ကြည့်ပေးပါဆရာ။နောက်ဗီဒီယိုကြရင် grade 9အတွက် grammar လေးရည်ရွယ်ထားပါတယ်။အကယ်၍ဘာလေးများ grammar လေးလူချင်းတယ်ဘာလေးရှင်းပြစေချင်တယ်ဆရာလည်းကောင်းတဲ့မှာတော့တခုထည့်ထားပါတယ်။အကယ်၍ဘာလေးများရှင်းစေချင်တဲ့ဆိုရင် comment မှာရေးပေးပါ။ညားတဲ့ grammar လေးကိုဆရာ PowerPoint လုပ်ပြီးတော့ရှင်းပြီးဗီဒီယိုတင်ပေးပါမယ်အားလုံးမင်္ဂလာပါအားလုံးဖြည့်စုနိုင်ကြပါစေ